3-4 သိန်းတန်နေစပြီးတော့ပေါ့နော်ဒါ20ကျော်30ကျော်တန်ဒီရှိပါတယ်ဗျ Android တွေကဆိုရင်တော့ flagship model တော်တော်များများကျွန်တော်စီမှာရှိပါတယ် Vivo တွေကဆိုကင်မရာဆရာကြီးတွေဖြစ်တဲ့ 8 Pro ပေါ့နော် OnePlus ဆို OnePlus 73တွေရှိပါတယ် Xiaomi ဆိုရင်တော့ကျွန်တော်ဒါနောက်ဆုံးထွက်ဖြစ်တဲ့ Xiaomi 7 Pro Max ကိုပါကင်အောင်ရအောင်ပါဗျာဒီကောင် Redmi မှာ 512GB ရမယ်ဒီကောင်လေးဆို38သိန်းဝန်းကျင်နဲ့ကိုယ်တိုင်လာပြီးတော့ပါကင်ပေါက်လို့ရမယ်ပေါ့နောက်တစ်ခုကကျွန်တော်အတန်ဆုံးဖြစ်တဲ့ဒါ Samsung ပေါ့ Samsung ဒါ company device showroom အလုံးစစ်စစ်ကြီးကို 512GB ရပါ 512GB ကိုကျွန်တော်တို့ဆိုင်မှာ40ကျော်ကျော်နဲ့ကိုယ်တိုင်ပါကင်ပေါက်မယ်48သိန်း5000နဲ့ပေါက်မယ်လမ်းတိုင်းတဲ့နေရာပလန်လေးပါဒီကောင်တော်တော်တန်တယ်ဒါလက်ရှိကျွန်တော်တို့စစ်စစ်အားကျွန်တော်80ကျော်မှာဒါ40ကျော်နဲ့ရတာဖြစ်တဲ့အတွက်တော်တန်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ iPhone ထဲမှာဆိုလဲကျွန်တော်တို့ဆိုင်မှာဒါ11ကနေစပြီးတော့ပေါ့နော် model တော်တော်များများရှိတယ်အဆင်ပြေပါတယ်အဲ့လိုဖုန်းတွေကဆိုရင်ဒါစိတ်ကြရွေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီ16 Pro Max တွေကဝယ်ဖို့စဉ်းစားထားတဲ့မိတ်ဆွေဆိုကျွန်တော်တို့ဆိုင်မှာအစ်နီးနီးပေါ့စကန်စီးနဲ့ရမယ်အာမကန်တစ်နှစ်ကြံတာတွေအာမကန်တစ်နှစ်ကျော်ပြီးတော့တစ်နှစ်နဲ့8လကြံတဲ့လုံးတွေလည်းရှိတယ်ပြီးတော့ဒီကောင်တွေက option warranty ပေါ့ပတိတရားနဲ့လည်းရမယ်ပေါ့လုံးနေတာလုံးဝကြည့်လို့တဲ့သစ္စာကြီးလည်းရောက်တယ်ပြီးတော့ဒါတွေကဒီနေ့မှကျွန်တော်တို့အလဲထက်ဝင်ထားတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကျွန်တော်ပြပေးတယ်ဒီကောင်16 Pro လေးလက်ကမှဒါအလဲထက်စမ်းဆောင်လေးနဲ့လဲသွားတာဒီကောင်လေးဆိုရင်ကျွန်တော်သုံးထားတာတစ်လလောက်ပဲရှိသေးတယ်သူ့ရဲ့ option warranty ကကျွန်တော်17လလောက်ရှိတယ်ပတိတရားနဲ့ပေါ့အမျိုးလေးရတဲ့လူကတော်တော်တန်ပါဗျာဒီနှုန်းလေးကိုကျွန်တော်ဒါ30